ဟုတ်ကဲ့ကျွန်တော်အခုရှင်းပြမှာတော့ဒါကုန်ပစ္စည်းဘိုင်းကိုကျွန်တော်ရှင်းပြမယ်ကုန်ပစ္စည်းဘိုင်းမှာဆိုရင်ဒါ product ပေါ့နော်ဟိုကုန်ပစ္စည်းဘိုင်းပေါ့ဒါမြန်မာလိုပြောင်းထားတယ်ကုန်ပစ္စည်းမှာဆိုကျွန်တော်ဝင်ကြည့်လိုက်တယ်ဝင်ကြည့်လိုက်တဲ့အချိန်မှာဒါကကျွန်တော်ပထမ category set category အပိုင်းမှာကျွန်တော်ထည့်ထားတဲ့category set category ပဲရှိသေးတယ်နော်ပစ္စည်းနဲ့ပတ်သက်ပြီးတော့ဘာမှမရှိဘူးပစ္စည်းနဲ့ပတ်သက်ပြီးဘာမှမရှိဘူးဒီမှာ category ဆိုရင် drink အောက်မှာဘာတွေရှိမလဲ juice တို့ water တို့ဒါခွဲထားတဲ့ပုံစံအတိုင်းပဲရှိသေးတယ်နော်အဲကြတော့ကျွန်တော်တို့ကကုန်ပစ္စည်းစပြီးတော့အသစ်ပေါင်းထည့်တော့မယ်အသစ်ပေါင်းထည့်တော့မယ်ဆိုရင်ကျွန်တော်တို့ဒီမှာပစ္စည်းအသစ်ပေါင်းဆိုတာလေးလည်းရှိတယ်ဒီဘက်ဘေးမှာเนาะပစ္စည်းအသစ်ပေါင်းဆိုပြီးတော့ဒီကနေတွားထည့်ရင်လည်းကျွန်တော်တို့ရတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီမှာကုန်ပစ္စည်းရဲ့ဝင်ပြီးတော့ကျွန်တော်ဒီကနေထည့်လဲရတယ်အတူတူပဲပေါ့เนาะဘယ်ကနေထည့်ရတယ်အဲ့ကြတော့ကျွန်တော်တို့ဒါစပြီးတော့ထည့်ကြည့်မယ်เนาะထည့်ကြည့်မယ်ဆိုတော့ဒါမြန်မာလိုလည်းရရင်เนาะအင်္ဂလိပ်လိုလည်းရကျွန်တော်အင်္ဂလိပ်လိုထည့်ပြလိုက်မယ်ကိုကာကိုလာပေါ့ကိုကာကိုလာဒါပစ္စည်းအမည်ကိုကာကိုလာပေါ့เนาะဘာကုတ်ပေါ့ဘာကုတ်ကကြတော့ကျွန်တော်ဘာကုတ်ဆက်ရှိတဲ့ငါလေးတွေဆိုရင်ဘာကုတ်ဆက်ဝယ်ထားတဲ့ဆိုင်တွေရှိတယ်တချို့ကြတော့လည်းဘာကုတ်မရှိတဲ့ပစ္စည်းတွေပေါ့ဘာကုတ်မထည့်ခြင်းဘူးဆိုလည်းမထည့်နဲ့ထည့်ခြင်းနဲ့ဆိုရင်လည်းကျွန်တော်တို့ဒီလိုကာစာလေးချထားလိုက်ကာစာလေးချထားပြီးတော့ဘာကုတ်ဆက်ကလေးတက်ထားပြီးတော့အဲ့ကာစာချထားပြီးအဲ့ဘာကုတ်ကလေးကိုအဲ့ဆက်လေးနဲ့တီးဆိုဖတ်လိုက်ရင်ဆိုတော့ဒီနေရာမှာအဲ့ဘာကုတ်နံပါတ်တွေအလိုလိုရောက်သွားလိမ့်မယ်နော်လိုက်ပြီးတစ်လုံးချင်းစီဘယ်လောက်ရိုက်နေတယ်မလို့ဘူးပေါ့နော်အဲ့ရောက်သွားလိမ့်မယ်ရသွားပြီထားလိုက်ပေါ့ဘာကုတ်ပေါ့နော်ဘာကုတ်ရသွားပြီဆိုဘာကုတ်တစ်ခုလောက်တော့ထည့်လိုက်မယ်စကြနေကျွန်တော်ဒါအခုကျဘာကုတ်နဲ့အဲ့ဒါဆိုတော့ဘာကုတ်ဆက်ကိုတက်လိုက်ပြီဆိုတော့ကျွန်တော်ဒါပြမယ်အဲ့မှာကာစာလေးချထားမယ်ချထားပြီးတော့ကျွန်တော်ဒီမှာဘာကုတ်ဆက်ကလေးနဲ့ဝင်ဖတ်လိုက်မယ်ဖတ်လိုက်တခါတည်းအဲ့ဘာကုတ်နံပါတ်ကဒီထဲကိုရောက်သွားပြီနော်ရောက်သွားပြီဆိုတော့ရပြီအဲ့ဒါဘာကုတ်ကဒီဟာပဲအဲ့နဲ့ပြန်ရောင်းလို့ရမယ်ပြီးရင်အောက်မှာ category တဲ့ဘယ် category အောက်မှာထည့်မှာလဲပေါ့နော်စောစောကကျွန်တော်တို့ရွေးသလိုပဲပေါ့ဘယ် category အောက်မှာထည့်မှာလဲဆိုတော့ကျွန်တော်တို့ရွေးမယ်ဘယ်ကဒီကအောက်မှာထည့်မလဲဆိုကျွန်တော်ရွေးမယ်ဆိုတော့ဒါကိုကာကိုလာဆိုတော့ကျွန်တော်တို့လူသုံးကုန်နဲ့ထည့်မှာလားဖူးနဲ့ထည့်မှာလားပေါ့နော်အဲကြတော့ကျွန်တော်တောက်စရာလေးထည့်လိုက်မယ်နော် drink ထွက်လိုက်ပြီဆိုရင်ဆိုတော့ဒီဘက်မှာ set category ကပေါ်လာထပ်ပြီးတော့မထည့် set category ရှိတဲ့ဟာဆိုရင်ဒီကလေးလင်းလာနော်ရှိတယ်ဆိုထပ်ကြည့်လိုက်တော့မှသူက water ရဲ့ juice ကကျွန်တော်နှစ်ခုထည့်ထားတယ်ပေါ့နော်အဲကြတော့ကျွန်တော် juice ကိုထည့်လိုက်မယ်ထားအေးပေါ့နော်တောက်စရာပေါ့ဥယေကကျွန်တော်တို့ဒီမှာဒါ50ဆို50 100ဆို100ပေါ့နော်စထည့်ရမှာပေါ့အဲ့လိုစထည့်ပေးရမယ်ပြီးရင်ကျွန်တော်တို့ဒါ unit ရွေးမယ်ဆိုခုပါမယ်လုံးပါမယ်ပေါ့နော်ကိုကာကိုလာဆိုတခုမှတော့ဘူးပဲထည့်ရမှာပေါ့တကယ်ဆိုရင်ကျွန်တော်ရပါခုနဲ့ပဲကျွန်တော်စမ်းပြလိုက်မယ်ပြီး party price ပေါ့သူဝယ်ဈေးပေါ့ဒီကိုကာကိုလာထည့်မယ်ဆိုသူ့ရဲ့တဘူးပေါ့တဘူးကိုဝယ်ဈေးကဘယ်လောက်ရှိလဲပေါ့အဲ့ဒါကိုထည့်ပေးရမယ်တဘူး1500ပဲထားလိုက်ပါတော့1500ဟုတ်ပြီကျွန်တော်တို့ပြန်ရောင်းတာကတဘူးကို1900နဲ့မြတ်တယ်200နဲ့ရောင်းမယ်ပေါ့နော်200တင်ပြီးရောင်းမယ်ဒီမှာလည်းဈေးနှုန်းတွေကိုကျွန်တော်တို့ထပ်ပြီးတော့ဟိုထည့်ထားလို့ရသေးတယ်တခါတည်းလေတခါတည်းမှာထည့်ထားလိုက်မယ်နော်1800ဆိုပြီးတော့ဒါအောက်ကမထည့်လဲရတယ်မထည့်ရင်0ဖြစ်နေမှာပေါ့ဈေးနှုန်းပြောင်းရောင်းလို့ရအောင်ကျွန်တော်တို့ဒါထည့်ထားတာပေါ့ဒါက before expire date elapsed ဆိုတာက expire date မရောက်ခင်ဘယ် expire date မရောက်ခင်ဘယ်နည်းရဲ့အလိုမှာဒီဟာက expire date ဖြစ်တော့မယ်လို့ကြိုပြီးပြပေးရမလဲဆိုပြီးသူကပြောတာဥပမာ expire date ကတလပိုင်း20ရက်နေပေါ့အဲ့ဒါဆိုရင်ကျွန်တော်တို့က expire date မရောက်ခင်ကျွန်တော်တို့က9လို့ထည့်ထားလိုက်ရင်ကျွန်တော်တို့တလပိုင်း20ရက်နေမရောက်ခင်တလပိုင်း15ရက်နေကလေးကသူကကြိုပြီးတော့ပြောနေတယ်နော် expire date ဖြစ်တော့မယ်ဘာညာဆိုပြီးသူအဲ့လိုပြောနေ expire date အလက်ကလေအဲ့ဒါမျိုးပြီးဒီဘက်မှာတော့ဒါ supplier ပေါ့ supplier ဆိုတာဘယ် supplier ဝယ်ထားတာလဲဘာလဲဆိုတာဒါထည့်ထားရင်ရွေးလို့ရတယ်နော် supplier ထည့်ချင်တာလဲအများကြီးမဟုတ်ဘူး supplier ထည့်ချင်တာလဲကျွန်တော်တို့ဟိုတွားရွေးပြီးတော့ထည့်လို့ရတယ်နော်ပြီးရင်ကျွန်တော်တို့ဒါ minimum quantity alert ဆိုတာကပေါ့နော်သူကဘယ်နှခုလဲဥပမာဒီပစ္စည်းက10ခုအောက်ရောက်သွားပြီဆိုတာနဲ့10ခုအောက်ကိုရောက်ပြီဆိုတာနဲ့အချက်ပြပါပေါ့နော်ဝယ်ရတော့မယ်ပေါ့တချို့ပစ္စည်းတွေကြတော့လဲဝယ်ရခက်တဲ့အတွက်သူကတချို့ကလည်းအခု20လောက်ကျန်ကြတဲ့ကပြောတာတွေရှိတယ်တချို့ကြလဲဝယ်ရတာလွယ်တာဖြစ်တဲ့အတွက်သူက3ခုအောက်ကို5ခုအောက်တို့နော်ဒါ9ထည့်တိုင်း5ခုအောက်ပေါ့နော်4ထည့်တိုင်းရင်4ခုအောက်3ခုဖြစ်ပြီဆိုတာနဲ့သူကစပြီးတော့သူကပြမယ်ပေါ့နော်ပစ္စည်းကနည်းနေပြီဝယ်ရတော့မယ်ဆိုထပ်ပြမယ်ပေါ့နော်ဒါ expire date ပေါ့ expire date ကဆိုတာဒါနဲ့သွားပြီးတော့ညီနေဟိုဖြစ်တယ်နော် expire date ကကျွန်တော်တို့က2050ဘာမှရွေးမထောက်ဆိုရင်2050တိထားထားတာတချို့က expire date မပါဘူးတကယ်လို့ကိုက expire date လဲပါတယ်ဆိုရင် expire date ကိုရွေးမယ်ရွေးပြီးတော့ဒီမှာအရှိမရက်ကိုထည့်လိုက်မယ်ဆိုရင်ကိုအခုရွေးထားတဲ့ဒီရက်မရောက်ခင်9ရက်ဆို9ရက်အလိုမှာပြမယ်10ရက်ဆို10ရက်အလိုမှာပြမယ်နော်60ဆိုရင်60အလိုမှာရက်60အလိုမှာပြမယ်ပေါ့နော်အဲကြတော့ဒါကတော့အခု expire date မပါဘူးဆိုတော့ကျွန်တော်မရွေးဘူးမရွေးဘဲနဲ့မှတ်စုပေါ့နော်မှတ်စုကကြတော့ကျွန်တော်တို့ဒါကဘာလဲဆိုတော့ဘာမှမရေးလဲရတယ်တော့ဘာလို့ထည့်ထားလဲဆိုတော့ကျွန်တော်တို့ဒီမှာပေါ့နော်ဟိုကြိုက်တာရေးလို့ရအောင်ဥပမာ short ခိုင်းတဲ့ပစ္စည်းတွေဘာတွေဖြစ်လာမယ်ဆိုရင်ကျွန်တော်တို့ကမှတ်စုနေရာမှာထည့်ထားခဲ့မှာဘာထည့်ထားမလဲဆိုတော့ဥပမာဒီပစ္စည်းကိုအနည်းဆုံးဘယ်လောက်ထိ short ပေးလို့ရမလဲ
ကိုမမှတ်မိမှာဆိုလို့ပေါ့နော်ကြာနေအနည်းဆုံးသူက short ခိုင်းရင်ဘယ်လောက်ထိ short ပေးလို့ရမလဲဘယ်လောက်အောက်ထိတော့ short ပေးလို့မရဘူးဆိုတော့တခါတည်းမှတ်စုအနေနဲ့ပါထည့်ထားလို့ရတယ်မထည့်လဲဘာမှမဖြစ်ဘူးမထည့်လဲဘာမှမဖြစ်ဘူးเนาะအဲ့မှာဓာတ်ပုံကလည်းအဲ့တိုင်းပဲဒီကုန်ပစ္စည်းပုံလေးရာကျွန်တော်တို့ကထည့်လဲရတယ်မထည့်ရင်လည်းသူကပုံမရှိဘူးဆိုပြီးပြနေမှာအဲ့ကြတော့ကိုကပစ္စည်းပုံလဲရှိတယ်ဗါလဲဆိုရင်ထည့်မယ်ဆိုရင်ကျွန်တော်ဒီအပေါင်းပုံလေးရှိတယ်เนาะဒီလေးတောင်ကြီးပေါ့ဒီလေးတောင်ရုပ်ပဲနေရာနှိမ့်လိုက်ရင်ကောဒီကျွန်တော်တို့ဓာတ်ပုံရွေးတဲ့ဟာလေးပေါ်လာပြီเนาะဓာတ်ပုံရွေးတဲ့ဟာလေးပေါ်လာပြီဆိုတော့ကျွန်တော်ဆွမ်းကထည့်တာကိုကာကိုလာเนาะကိုကာကိုလာဆိုတော့အများကြီးပဲပုံနေဒီမှာကျွန်တော်တစ်ခုရွေးလိုက်မယ်ကိုကာကိုလာเนาะရပြီဆိုရင်ကျွန်တော်တို့ကဒီမှာ enter လိုက်ခောက်လဲရတယ်ဒီမှာတေချာပြီဆိုပြီးတော့ကျွန်တော်ထည့်လိုက်ရင်ရပြီဒါကိုကာကိုလာဝင်သွားပြီပေါ့နော်ဒါပစ္စည်းထည့်လိုက်တာပဲကိုကာကိုလာ50ခုเนาะကျွန်တော်တို့ထည့်ထားတဲ့ဟာနဲ့ဝင်သွားပြီဆိုရင်ဒီမှာ all ထဲမှာဆိုလည်းရှိတယ်ဒီမှာ drink ထဲမှာเนาะ drink ထဲမှာဆိုလည်းရှိတယ် water drink ထဲက water ထဲမှာဆိုမရှိတော့ဘူးကျွန်တော်တို့ကသူ့ drink ထဲက juice ထည့်ထားတာ drink လို့ရွေးထားရင်တော့ရှိတယ်เนาะအဲ့ထက်နဲ့ထပ်ပြီးတော့အသေးလေးထပ်ခွဲရင်တော့မရှိတော့ဘူးဆိုမရှိတော့ဘူးပြမှာပေါ့နော်အဲ့လိုမျိုးပေါ့ဒါဆို all ထဲမှာရှိတယ်ပေါ့သူထဲကိုဒီမှာလေကုန်ပစ္စည်းတွေကိုကျွန်တော်တို့ဝင်ကြည့်လိုက်ရင်လည်းအထက်မှာသူ့ရဲ့အသေးစိတ်လေးတွေရေးထားတာရှိတယ်ကုန်ပစ္စည်းကကျွန်တော်တို့ဒါရိုးထည့်လိုက်တာပေါ့နော်ကုန်ပစ္စည်းကိုကျွန်တော်စနကဘယ်လိုပြလဲဆိုတော့ကုန်ပစ္စည်းထည့်နေရ2မျိုးရှိတယ်လေဒီမှာဒီကနေထည့်လဲရတယ်နော်ဒီမှာဘယ်ရောက်ပါပစ္စည်းအသစ်ပေါင်းပေါ့နော်ဒီကနေထည့်လဲရတယ်မဟုတ်ဘဲနဲ့ဒီကနေထည့်လဲရတယ်ဒီလိုတွေထည့်တာကြတော့သူကဘာမှတ်တမ်းမှလည်းမလိုချင်ဘူးပေါ့အဲ့လိုမျိုးထည့်တာအဲ့လိုမဟုတ်ဘဲနဲ့မှတ်တမ်းဘာမှတ်တမ်းမှမလိုချင်ဘူးဆိုပြီးထည့်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့အဝယ်စရင်ကနေထည့်လဲရတယ်ပစ္စည်းတွေအဝယ်စရင်ဆိုတာဥပမာအဝယ်စရင်ပေါင်ချတစ်ခုလုပ်လိုက်တယ်ထည့်လုပ်လိုက်ပြီးတော့မှကျွန်တော်တို့ဒီအဝယ်စရင်ကနေပြီးတော့ပြပြီးတော့ထည့်မယ်ဘယ်လိုထည့်မလဲဆိုတော့ကျွန်တော်ပြောမယ်နော်အဝယ်စရင်ကထည့်မယ်ဆိုတော့စောအစ်စ်ပေါင်းကထည့်လဲရတယ်ဒါမှမဟုတ်ပေါင်ချတစ်ခုကိုပေါင်ကိုဖွင့်ပြီးတော့အဝယ်စရင်အနေနဲ့ထည့်မယ်စောလို့ကျွန်တော်ရိုးထည့်လိုက်တဲ့ချိန်ကျရင်တော့ဘယ်နေ့ကဝယ်ခဲ့ရလဲမှတ်တမ်းတွေပါမရှိဘူးတချို့ကျတော့အဝယ်စရင်လုပ်ပြီးထည့်ချင်တာရှိတယ်အဲ့လိုဆိုရင်ကျွန်တော်တို့ဒီမှာဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့ဒီမှာအဝယ်စရင်တွေကိုသွားမယ်နော်အဝယ်စရင်တွေကိုသွားပြီးတော့ကျွန်တော်တို့ဒီမှာပေါင်ချလေးတစ်ခုအစ်စ်ပေါင်းဆိုပြီးဖွင့်လိုက်ပေါင်ချပေါ်လာအဲ့ပေါင်ချဝင်ပြီးတော့ဒီမှာပစ္စည်းအစ်စ်ပေါင်းနဲ့သွားထည့်မယ်နော်အဲ့ဒါဆိုရင်ပစ္စည်းအစ်စ်ပေါင်းနဲ့သွားထည့်ပြီးတော့ဒီကထည့်လိုက်လို့zip တွေနှိပ်လိုက်တဲ့ဟာတွေကဘာဖြစ်လဲဆိုတော့အဝယ်စင်းတွေကိုတခါတည်းရောက်သွားမှာအဝယ်စင်းပေါင်ချတွေကိုတခါတည်းရောက်သွားမှာနော်အဲ့လိုမျိုးပေါ့အဲ့ကြတော့ကျွန်တော်ဒီမှာကမမခောက်ဆွဲပေါ့နော်ထည့်ပြလိုက်မယ်မမခောက်ဆွဲကိုထည့်မယ်ဘာကုတ်ကလည်းရှိတယ်ဆိုစနကလိုပဲကျွန်တော်တို့ကာစာချမယ်ဘာကုတ်ကိုဖတ်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာမမဆိုတော့အမျိုးမျိုးဖူတွေကိုထည့်လိုက်မယ်နော်ဖူတွေကိုထည့်ပြီးတော့မှဒီမှာခောက်ဆွဲဆိုတော့နူတယ်တွေကိုထည့်လိုက်မယ်ဥယေကကျွန်တော်တို့ဒီမှာဘယ်လောက်ထည့်မလဲ30လောက်ထည့်ထားလိုက်မယ်နော် unit ကလည်းရွေးလို့ရတယ်ခုလိုလုံးလို့ထည့်လိုက်ပြီ purchase price ဝယ်ဈေးပေါ့နော်ဝယ်ဈေးကိုကျွန်တော်ကဒီမှာအဲ့ဒီခောက်ဆွဲထုတ်ကို450နဲ့ကျွန်တော်သတ်မှတ်လိုက်တယ်ရောင်းတဲ့အချိန်ကျရင်ကျွန်တော်600နဲ့ကျွန်တော်600နဲ့ပြန်ရောင်းမယ်150ယူပြီးဈေးနှုန်း2နဲ့3တော့ကျွန်တော်မထည့်လဲရတယ်အဲ့ကြတော့ဒီမှာလဲကျွန်တော်တို့ထည့်ခြင်းနဲ့ထည့်ပေါ့နော်မထည့်လဲဒီမှာဒီလို5ထည့်ထားတယ်ဆိုတော့ကကျွန်တော်ရှင်းပြထားတဲ့အတိုင်းပဲနော်ထည့်ထားလိုက်ပြီးရင်ဓာတ်ပုံထည့်မှာမှတ်စုရေးမှာလားရေးမယ်ဆိုရေးလို့ရမယ်ဆိုတော့ကအတိုင်းပဲအကုန်လုံးကျွန်တော်တို့ဒီမှာဒါပုံရွေးမယ်ပေါ့နော်ပုံရွေးမယ်ဆိုမမခောက်ဆွဲပေါ့မမခောက်ဆွဲရှိလားမသိဘူးပုံမမခောက်ဆွဲရှိတယ်နော်မမခောက်ဆွဲကိုရွေးလိုက်ပြီးတော့ကျွန်တော်တို့ဒါတေးချပြီဆိုပြီးနှိပ်လိုက်ရင်ဒါသူကလည်းဝင်သွားပြီနော်သူကလည်းဝင်သွားပြီဒီပစ္စည်းဝင်သွားပြီပေါ့နော်ဒါပေမဲ့နောက်ထပ်ပစ္စည်းတွေထပ်ထည့်ခြင်းသေးလားဒီမှာထည့်လို့ရအောင်မှာနောက်ထပ်ပစ္စည်းတွေကျွန်တော်တို့ဘာထည့်မလဲပေါ့ဒီမှာနောက်ထပ်ပစ္စည်းတွေဘာထည့်မလဲထည့်လို့ရအောင်မယ်ဒီမှာကျွန်တော်ပစ္စည်းတစ်ခုထပ်ရွေးလိုက်အောင်မယ်ပစ္စည်းတွေမှာ air ပိုင်းပေါ့နော် air ပိုင်းရေသန့်ပေါ့ ALBINE air ပိုင်းရေသန့် air ပိုင်းတောက်ရေသန့် air ပိုင်းတောက်ရေသန့်ဆိုတော့air ပိုင်းရေသန့်ပေါ့နော်ကျွန်တော်အဲ့လိုထည့်လိုက်ပြီးရင်သူ့ကိုလည်းအဲ့လိုပဲဘာကုတ်ရှိရင်ကျွန်တော်တို့ဘာကုတ်ကိုကာစာချပြီးထည့်မယ်ဒါသူကအမျိုးမျိုးမှာကျတော့ဘယ်လိုထည့်မလဲ drain ထဲကိုသွားမယ်နော် water ရှိတယ်ကျွန်တော်ထည့်ထားတာ water ထဲသွားလိုက်မယ်သူ့ဘယ်လိုထည့်မလဲသူကလည်းရော100ဝဲလာတယ်ဘူး100ဝဲလာတယ်တဘူးရဲ့ဈေးနှုန်းလေးပေါ့နော်တဘူးဈေးနှုန်း900ပေါ့ရောင်းဈေး600ဟုတ်ပြီထည့်လိုက်ပြီစနကလိုပဲဒါ expire date ဘယ်လောက်လဲ6ထည့်လိုက်လို့ရတယ်နော်6မစုလဲထည့်လို့ရတယ်မှာပုံလဲရပြီသေချာလိုက်ပြီနော်သေချာပြီလုပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒါပစ္စည်းတွေကဝင်သွားပြီပစ္စည်းတွေကဒီမှာဝင်သွားပြီဘလို့ဝင်သူကြတော့ဘလို့ဝင်လဲဆိုတော့အဝယ်စင်းမှာပါလာပြနေနော်ဒီမှာမမကကျွန်တော်တို့အထုပ်30စိတ်ဖောင်ချလေးပါဝင်လာပြနေတာပေါ့နော်ဒီလိုဝယ်ခဲ့တယ်ဆိုပြီးတော့ကျွန်တော်တို့ကဒါချက်အောက်လုပ်လိုက်လို့ရပြီပေါ့နော်ချက်အောက်လုပ်လိုက်လို့ရပြီဒါအဲ့ဒါအဝယ်စင်းပေါ့အဲ့လိုလုပ်လိုက်တော့အတွက်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့
ရိုးစွမ်းကဝယ်လိုက်တာနဲ့မတူတာဘာမတူလဲဆိုတော့ဒီမှာကျွန်တော်တို့အဝယ်စရင်းကိုပြန်ကြည့်ရင်အဝယ်စရင်းထဲမှာဒါကျွန်တော်ဝယ်ထားတဲ့ပစ္စည်းတွေကိုဒါပြန်ကြည့်လို့ရတယ်ဒီဒေးနဲ့လीနော်ပြန်ကြည့်ရဆိုရင်မမားတို့အဲပိုင်းတို့ကျွန်တော်ဝယ်ခဲ့တယ်ဘယ်လောက်တွေနဲ့ဝယ်ခဲ့တယ်ဘယ်လောက်ကြခဲ့လဲဆိုတာကျွန်တော်တို့ကအကျွေးတွေယူခဲ့တာလား supplier ဘယ်ဟာလဲကျွန်တော်ကြည့်လို့ရမယ်ဆော့ဆော့ကကျွန်တော်တို့ပထမဦးဆုံးဝယ်လိုက်တဲ့ဟာတော့ကျွန်တော်တို့ဒီကနေလာထည့်တယ်ပေါ့နော်ပစ္စည်းအစ်စ်ပေါင်းလေးလာထည့်လိုက်တဲ့ဟာတော့ဘာမှတ်တမ်းမှတော့ကြံမှာမဟုတ်ဘူးဒါတချို့ကြတော့လည်းမှတ်တမ်းမလိုဘူးပစ္စည်းဖြစ်အရင်ထည့်မယ်ဆိုတဲ့သူတွေလည်းရှိတယ်တချို့ကြတော့လည်းဘောင်းကြတစ်ခုဖွင့်ပြီးတော့မှတ်တမ်းလေးနဲ့လှုပ်ချင်တယ်ဆိုတဲ့သူတွေလည်းရှိတယ်အဲကြတော့ဒါကိုနဲ့အဆင်ပြေရမှာလာထည့်လို့ရတယ်နော်ဒါကုန်ပစ္စည်းကအဲ့လိုပေါ့နော်ကုန်ပစ္စည်းရဲ့အသစ်ထည့်နေပေါ့နော်ကုန်ပစ္စည်းပိုင်းကနည်းနည်းများသေးတယ်ဗျကုန်ပစ္စည်းပိုင်းကအသစ်ထည့်လိုက်တော့ထည့်လိုက်တဲ့အချိန်ကျရင်ကျွန်တော်ကုန်ပစ္စည်းတွေကိုဝင်ကြည့်ရင်ဒါစနကအတိုင်းပဲဒါ drink ဆိုရင် drink ထဲမှာပါတယ် water ဆိုရင် water ပေါ့နော်juice ဆိုရင် juice ပေါ့ဒါကျွန်တော် juice တွေကိုထည့်လိုက်တဲ့အချိန်နဲ့ဒီကောင်နော် juice ဆို juice ပေါ့အဲ့လိုမျိုးလေးသွားပြီးတော့လုပ်လို့ရမယ်ပေါ့နော်ကုန်ပစ္စည်းတွေဝင်သွားပြီဒီမှာကုန်ပစ္စည်းကဘယ်လောက်ရှိလဲဆိုတာဒီမှာလာပြနေနော်ကုန်ပစ္စည်းအားလုံးပေါင်းစုပေါင်းကဒီမှာလာပြနေတကယ်လို့ကုန်ပစ္စည်းကနဲလာရင်လည်းဒီမှာလာပြမယ်နော် expert date နီးတဲ့ကောင်ဆိုလည်းဒီမှာပြမယ်ဒါအပြည့်သီးစရင်ထည့်လို့ရတဲ့ကောင်ဆိုလည်းဒါဒီမှာပြမယ်ပေါ့နော်အဲကြတော့ဒါကုန်ပစ္စည်းထည့်နေကိုကျွန်တော်တို့တည်သွားပြီကုန်ပစ္စည်းထည့်နေကိုတည်သွားပြီပြီးရင်ကုန်ပစ္စည်းထဲမှာပါတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ဆက်ပြောမယ်နော်ကုန်ပစ္စည်းမှာပါတဲ့ဒီလေးတွေပေါ့နော်ရပါတယ်ကုန်ပစ္စည်းထည့်နေပဲပြောလိုက်တော့မယ်ဗျာနော်ကုန်ပစ္စည်းထည့်နေပဲတစ်ချက်ပြောလိုက်တော့မှရှည်သွားမှာဆိုလို့နော်ဗီဒီယိုကလေဟုတ်ကဲ့ကျေးဇူးပါခင်ဗျာ